တမန်တော်မြတ်ဆလ္လာလဟ်အလိုင်းဝါဆလမ်မိတ်ကြတဲ့ပုဂ္ဂိုလ်သုံးဦးကိုမနေ့ကကိယာမတ်နေ့မှာအလ္လာဟ်ရှင်မြတ်ကရာဟ်မတ်ကနဇရဂယုနာရဲ့အရှုနဲ့လုံးဝကြည့်မှာမဟုတ်တော့ဘူးလုံးဝကြည့်မှာမဟုတ်တော့ဘူးအဲ့ဒီပုဂ္ဂိုလ်တွေကိုအလ္လာဟ်ရှင်မြတ်ကတန်ပြန်စင်ကြယ်အောင်လဲလုပ်ပေးမှာမဟုတ်တော့ဘူးတန်ပြန်စင်ကြယ်အောင်လုပ်ပေးမှာမဟုတ်တော့ဘူးဆိုတာအလ္လာဟ်ရှင်မြတ်ကတချို့ပုဂ္ဂိုလ်ရဲ့ဂုဏကိယာမတ်နေ့မှာဘလောက်ပဲများပြီးဖြစ်စေအလ္လာဟ်ရှင်မြတ်ကသူအလိုတူတဲ့ဆိုရင်အားလုံးကိုမာဖလုပ်လိုက်မယ်ဒါပေမဲ့တမန်တော်မြတ်ဆလ္လာလဟ်အလိုင်းဝါဆလမ်မိတ်ကြတဲ့သုံးဦးသောပုဂ္ဂိုလ်ကိုအလ္လာဟ်ရှင်မြတ်ကသူ့ရဲ့ဂုဏကိုလည်းမာဖလုပ်တော့မှာမဟုတ်ဘူးသူ့ကိုလည်းတန်ပြန်အောင်လုပ်တော့မှာမဟုတ်ဘူးဝလာဟွမ်အဇာဘွန်အလီသူ့အတွက်ကတော့ရန်ဂျဒေနီဝါလာအဇာပဲသူ့အတွက်ကတော့အဇာပဲရှိတယ်အဲ့ဒီပုဂ္ဂိုလ်သုံးဦးထဲမှာတမန်တော်မြတ်ဆလ္လာလဟ်အလိုင်းဝါဆလမ်မိတ်ကြတဲ့ဘယ်ပုဂ္ဂိုလ်ကမိမိရဲ့ပစ္စည်းဥစ္စာကိုမိမိရဲ့ကုန်ပစ္စည်းကိုဂျူတီကဆန်ခါကရဘေဂျနီဝါလာမိမိရဲ့ဥစ္စာပစ္စည်းကိုလိမ်လည်ပြီးတော့မှရောင်းချတဲ့သူလိမ်လည်ပြီးတော့ရောင်းချတဲ့သူဒါတမန်တော်မြတ်ဆလ္လာလဟ်အလိုင်းဝါဆလမ်အယောင်းဝယ်မှာလဲကျွန်တော်တို့ကိုမှားသွားတယ်ဒီလိုအယောင်းဝယ်မျိုးတော့မင်းတို့မလုပ်စင်နဲ့ကျွန်တော်ကတော့ကဆမ်နဲ့ဒါကျွန်တော်1000နဲ့ပဲယူထားတာသူရ9000နဲ့ကဆမ်မှာကျလိုက်တဲ့ခင်ဗျ12000ပဲပေးဆိုဒီလိုလိမ်ပြီးတော့မှရောင်းလိုက်တဲ့ဆိုရင်တမန်မဆဆန်တော့တယ်ဟလာဒီပုဂ္ဂိုလ်ကမနေ့ကအလ္လာဟ်ရှင်မြတ်ကနဇရ်ရာဟ်မတ်နဲ့အလ္လာဟ်ရှိကြည့်မှာမဟုတ်ဘူးဆိုရင်တမန်တော်မြတ်ဆလ္လာလဟ်အလိုင်းဝါဆလမ်စကားကိုကျွန်တော်တို့အနည်းဆုံးနားထောင်လဲဆိုလို့ရှိရင်ဒီလိုအယောင်းဝယ်မျိုးကနေရှောင်ရ